MDK ကိုသိရကြပြီလား ဟုတ်ကဲ့သိရကြားပြီဗျဒီမှာမိုးကလောက်ထား မိုးကလောက်တာ ဟုတ်ကဲ့ဗျ ဟုတ်ကဲ့မင်္ဂလာပါကိုရမင်္ဂလာပါဟုတ်ကဲ့ဒါကျွန်တော်တို့ MDK မိုးကဖြန့်ချီရောင်းဝိုင်းနေပြန်လည်ပြုပြင်ဆိုင်ရပါဟုတ်ကဲ့အကိုရဲ့နာမည်လေးကိုတစ်ချက်လောက်မိတ်ဆက်ပေးပါ ကျွန်တော်ဇော်မင်းစိုးပါဗျ စော်မင်းဆို ဟုတ်ကဲ့ ကားကြီးမောင်းတာ ဟုတ်ကဲ့ဗျ ကားကြီး driver ဟုတ်ကဲ့ဗျ driver တက်တန်းဘယ်နှစ်လေးရှိ ကျွန်တော်ဗရန်လေးရှိတယ်2000ပါ 2008 2008 ဟုတ်ကဲ့ဗျ 2008ကတည်းက 2008 6လပိုင်းမှာ driver ဖြစ်တာ MDK ကိုသိရကြပြီလား ဟုတ်ကဲ့သိရကြားပြီဗျဒီမှာမိုးကလောက်ထား မိုးကလောက်တာ ဟုတ်ကဲ့ဗျ မိုးက MDK နဲ့ပတ်သက်ပြီးတော့မိုးကနဲ့ပတ်သက်အကိုဘယ်လိုတွေစိတ်ချ စိတ်ကြရတယ်ဆိုသူတို့မှာကိုစိတ်ကြိုက်သူကအပေါက်လဲဖာပေးတယ်ပြီးလို့ရှိလို့ရှင်ကားမှာမောင်းခဲ့ရင်သူကတိုင်းထွာပြီးအကုန်လုပ်ပေးတယ်အော်ဒါမိုင်လဲဂိတ်တီလိုက်ဖို့ပေးတယ်ကျွန်တော်ဆိုရင်မန္တလေးကနေပြီးတော့နေကျွန်တော်တို့ကတောင်တွင်းကြီးရဗျာတောင်တွင်းကြီးတီတိုးပို့ပေးတယ်ဟုတ်ကဲ့တောင်တွင်းကြီးတီကိုသူတို့ကပို့ပေးတယ်ကားကိုဟိုအဲကားကွင်းကနေပြီးတခါတောက်လျှောက်တင်ပေးတယ်ဆိုဟုတ်လားအဲ့လိုမျိုးတီတင်ခဲ့ဘူးဟုတ်ကဲ့ဗျာ ဟုတ်ကဲ့ ဟုတ်ကဲ့ အကိုကိုကျွန်တော်အခုလက်ရှိမေးခွန်းတစ်ခုမေးမယ် ဟုတ်ကဲ့ဗျာ အကိုဖြေရမှန်ရင်အကိုကိုကျွန်တော်9000ပေးမယ် ဟုတ် နော် ဟုတ်ကဲ့ ဟုတ်ပြီ ဟုတ်ကဲ့ အခုလက်ရှိမှာကျွန်တော် MDK နဲ့ပတ်သက်ပြီးတော့မိုးကန်နဲ့ပတ်သက်ပြီးတော့အကိုကလက်ရှိမိုးကလုံနေရဆိုတော့ ဟုတ်ကဲ့ ဒီအကိုတို့မောင်းတာပေလေးတဲ့ကား ဟုတ်ကဲ့ဗျာ ပေလေးတဲ့ကား ဟုတ်ပြီဗျာ ပေလေးတဲ့ကားမှာမိုးကာကိုအကိုအတိုင်းထွာဘယ်လောက်ထိတုံးရလဲအဲ့ဒါကျွန်တော်ကိုဖြေ သူကဗျာကျွန်တော်တို့1855ရှိတယ် อืม 1855ရှိရပြီးတော့2555ရှိရ ဟုတ်ပြီ သူက အကိုဖြေတာမှန်ရင်တစ်ခုကိုကျွန်တော်1000စီပေးသွားမယ် ဟုတ်ကဲ့1855ရှိရ2555ရှိရပြီးလို့ရှိလို့ရှင်2055ရှိရ55ကြာဘာလို့ပုံနေပါလဲဆိုကျွန်တော်ရှင်းအောင်မိကျင်တာ ရှင်းအောင်မိရင်လား ဟုတ်ကဲ့ဗျာဟုတ်တွဲကားမှာကြာ18ကြာတော့ဒီလိုသူကဒီလိုခြုံတဲ့ခါကြာလို့ရှင်အတူဖြုတ်သွားတယ်ပြီးတော့20ဆိုလို့ရှိလို့ရှင်သူကဂျိတ်ပေါ်မှာလည်းမူတည်သေးရဗျာအောက်ဂျိတ်ဆိုလို့ရှင်အကြီးပါမှရတယ် အကြီးပါပါ ဟုတ်ကဲ့ဗျအားကြတော့ကြောင့်မလို့25 55ဆိုလို့ရှိရင်ပို့ဆင်းပြီးတယ် ပို့ဆင်း အားကြတော့တွဲကားဆိုလို့ရှိရင်အမိုးကိုင်းကြော်တဲ့ကုန်နေကြရင်25 55နဲ့မှာဥပမာဗျာကျွန်တော်တို့မြကြီးနားဘက်ဆွဲတဲ့ကမိုင်တီဆွဲတဲ့ကားတွေပါဆိုလို့ရှိရင်25 55နဲ့မှာအဆင်ပြေတာဘာလို့သူကအမိုးကိုင်းပေါ်မှာမှသူက4လွှာလောက်မြင်တာ18 55ကြာမမီးတော့ဟုတ်ကဲ့အားကြောင့်မလို့ဟုတ် ခြေလဲလေးသားတယ်ဗျာလုံးဝပြည့်ပြည့်စုံစုံလုံးဝဖြည့်သွား ဟုတ်ကဲ့ เนาะအဲ့တော့ကြောင့်အကိုစုချင်းငွေ9000ကျွန်တော်ပေးပါမယ်เนาะတကယ်ကိုပြည့်ပြည့်စုံဖြည့်သွားတာပါ ဟိုကစိုက်တစ်စိုက်ကျင်းစီပေါင်းသွားတာလည်းပါတယ် တစ်ဆိုင်ချင်းစီပေါင်းသွားတာအကိုထပ်ပြီးတော့မှဖြည့်သွားတာပြည့်ပြည့်စုံစုံဖြည့်သွားတဲ့အတွက်နောက်တဲ့စုချင်းငွေ9000ထပ်တိုးပေးမယ်เนาะအကိုတသားဒါကျွန်တော်တို့စုချင်းငွေပေးတာဟုတ် MDK နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ပြည်သက်တွေကိုဘာများအမှားစကားပြောခြင်းလဲအကိုကလက်ရှိလုံနေတဲ့လူဆိုတော့ အမှန်စကားပြောချင်တယ်ဒီမှာကတော့ချက်ချင်းမှန်ချက်ချင်းရရဗျာဝန်ထမ်းများတယ်ဝန်ထမ်းများအားလုံးလူငယ်လေးကြီးပဲဗျာတိုင်ပင်လို့လည်းရတယ်ဘလို့စိုက်ကဘလို့နေထားရပြီးတော့ဈေးနှုန်းကစားရင်ဘာကြောင့်ကွာလဲဆိုရင်သူကကွာရတဲ့မိုးကအသားရဲ့အည်တွေးရစားသူကရှင်းပြပေးတယ်ဒီဟာကိုသူတို့လှုပ်ချင်တာကိုကာစတမာလှုပ်ချင်တာအထက်ဆိုစားလို့ရှိရင်ဒီမိုးကောင်အတုံးကြည့်ပါသူတို့ကရှင်းပြပေးတယ်အဲ့လိုမျိုးဟုတ်ကဲ့ရှင်းပြပေးတယ်မိုးကထားတဲ့ကောင်းတယ်ပြီးတော့ဘေးကျိုးထည့်တာမှစားဆိုလို့ရှိရင်သူတို့ကအကုန်လုံးဂွင်းရိုက်တာမှဆိုလို့ရှိရင်သူတို့တီချောင်းကိုအကုန်ကြလုပ်ပေးတယ်ကျိုးတွေပါဗျာတချို့ကြရင်မိုးကထဲမှာကျိုးပါရဟာထဲလို့ရှိလို့ရှိရင်တွန့်နေတာမျိုးတွေပါဆိုလို့ရှိရင်ရေချက်မကောင်းဘူးသူတို့အဲ့လိုတွန့်တာမရှိအောင်တခါတည်းလေခိုအပြုတ်မရှိအောင်လဲသူကတခါဒီမှာကျတော့ဆက်နဲ့မီးစက်နဲ့တခါတည်းနင်းတဲ့ဆက်လဲရှိတဲ့ခါကျတော့အဲ့ဆက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတို့ရှင်းပြရတယ်လေယူရီးယားမှာတာမှာပြီးမှအဲ့ဆက်နဲ့တခြားနင်းပေးတာမီးပေါင်မကောင်းရင်လဲမိုးကညံ့တယ် ဟုတ်တယ် အဲတို့စီမှာကျတော့မီးစက်လဲကိုယ်တိုင်ရှိတဲ့ခါကျတော့မီးအားလဲဆိုတော့အဲ့ကောင်ဆက်နဲ့တခြားနင်းပြပြီးရကျွန်တော်ဆိုရင်ဒီမှာ၄ချက်ရှိ လေးချက်ရှိ ဟုတ်ကဲ့ဗျ ဟုတ်ကဲ့ဒါ MDK နဲ့ပတ်သက်ပြီးတော့မှဒါတကယ်ကိုကျွန်တော်တို့ရှိမှာဝယ်ယူအပိတ်နေတဲ့ customer တဦးဖြစ်ပါတယ် MDK ကကျွမ်းကျင်ဝန်ထမ်းတွေကလည်း customer ရဲ့စိတ်တိုင်းကြအလိုထက်ကိုဘယ်လိုလုပ်ရင်ဘယ်လိုကောင်းမလဲဆိုတာကျွမ်းကျင်ကျင်ရှိနေတဲ့အတွက်ကြောင့်မလို့အကိုလုံးကိုဖိစီစီနဲ့ကျွန်တော်တို့ဝန်ဆောင်မှုပေးနေပါတယ်ဟုတ်ကဲ့ MDK မိုးကဖြန့်ချီရောင်းဝယ်ရေးနဲ့ပြန်လည်ပြုပြင်ရပါခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်